ကျွန်တော်တို့အခုမြန်မာနိုင်ငံမှာအာဟာရအဖြစ်ရေပန်းစားနေတယ် ensure ပေါ့နော်အများကြီးလူတွေတော့တောက်နေကြတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာ ensure ကိုနှစ်ပေါင်းများစွာရောင်းလာတဲ့အပေါ်မှာဒါကိုလေ့လာပြီးတော့မှဘယ်လိုတောက်တင်လဲဘယ်လိုဖြုတ်တင်လဲဘယ်လောက်ပမာဏတောက်အောင်လဲဘေးထွက်ဆိုးကျိုးတွေပါရှိတယ်စတဲ့အကြောင်းအရာတွေကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ် ensure ဆိုတာအာဟာရပေါင်း28မျိုးပါဝင်တယ်အဓိကအဖြစ်ကျွန်တော်တို့ရဲ့ကြွက်သားတွေကြီးထွားမှုတွေပါဝင်တယ်အာရုံရောစနစ်တွေအတွက်ပါဝင်တယ်ကိုယ်ခါအရွယ်ကောင်းတယ်စတဲ့အာဟာရတွေ28မျိုးတော့မှပါဝင်ပြီးတော့ဖွဲ့စည်းထားတဲ့အာဟာရမှုဖြစ်ပါတယ်ဒီထဲမှာဆိုလို့ရှိရင် skin milk လို့ခေါ်တဲ့စီထိုပီတာနှုတ်မှုတွေမှာဗီတာမင်နဲ့ပေါင်းစပ်ပြီးတော့ထုတ်လာခြင်းဖြစ်ပါတယ်အသက်အရွယ်ဘယ်လောက်တောက်မလဲဆိုလို့ရှိရင်တော့ဒီကအသက်16နဲ့နောက်ပိုင်းဟိုတောက်ဖို့ရည်ရွယ်ပြီးထုတ်လာခြင်းဖြစ်ပါတယ်ကလေးငယ်တွေဘလုံးဝတိုက်လို့မရဘူးเนาะတိုက်မယ်ဆိုလို့ရှိရင်တော့ကလေးငယ်တွေကြောက်ကပ်မှာသွားပြီးတော့ဝန်ပြီးစင်တဲ့အနေတွေကျွန်တော်လုပ်နေပါတယ်ဒါကြောင့်ကလေးငယ်တွေလုံးဝတိုက်လို့မရပါဘူးဖြောဆက်ပုံဖြောဆက်နေမှန်မှပဲကျွန်တော်တို့ရက်လက်မှန်မှာပေါ့နော်အာဟာရဓာတ်ကိုအပြည့်အဝချက်ရှိမှာပဲဖြစ်ပါတယ်အဲ့တော့ဖြောတဲ့အခါမှာရေနွေးလေး35ဒီဂရီထက်မပိုရအောင်လုံးမလို့ရေအေးနဲ့လည်းဖြောလို့ရပါတယ်ပထမဆုံးအောက်ကနေမှကျွန်တော်ထည့်မယ်ရေကိုထည့်မယ်ပြီးတော့ဒီကောင်လေးကိုဒီမှာပါဝင်တဲ့ဇွန်းနဲ့နှစ်စုံသုံးဖို့3စုံလိုအပ်တယ်လို့ထည့်မယ်ပြီးတော့ဖြည်းဖြည်းချင်းလုံးဝပျော်နေတဲ့ဒီတေချာလေးမှွေပြီးတော့တိုက်ရမှာဖြစ်ပါတယ်အဲ့တော့ဖြော်ပြီးတဲ့ခွက်တစ်ခွက်ကိုအခန်းအပူချိန်မှာဘယ်လောက်ထားလို့ရလဲဆိုလို့ရှိရင်2နိုင်အထိပဲထားလို့ရတယ်2နိုင်ကျော်သွားရင်လုံးဝတောက်ဖို့မသင့်တော်တော့ဘူးเนาะဒါလေးကိုသတိပြုလို့လိုပါတယ်အကဲကိုကကြတိန်းထားခြင်းဆိုလို့ရှိရင်တော့ရေခဲတအတွင်းမှာလုံးစုံတိန်းပြီးတော့အများဆုံး24နိုင်ပဲတိန်းလို့ရအောင်ဒါလေးသတိပြုဖို့လိုပါတယ်ပြီးတော့သူ့တိုက်ရတဲ့ dosage လို့ခေါ်တဲ့ပမာဏကတော့တရက်ကိုခုနလိုတစ်ခွက်သို့မဟုတ်နှစ်ခွက်ပုံမှန်တိုက်ပြီးလုံးလုံးပါပဲအဲ့တော့သမင်းစားနေဝါလို့ဆိုပြီးတော့အများကြီးတိုက်ဖို့မလိုဘူးပေါ့နော်အများကြီးတိုက်မှဆိုလို့ရှိရင်လုံးဝကျွန်တော်ကျမ်းမာရေးအတွက်လုံးဝမကောင်းပါဘူး။ဘာဆိုးကျိုးတွေဖြစ်နိုင်လဲဆိုလို့ရှိရင်အချိုဓာတ်တွေအရန်များလာတာတို့ခန္ဓာကိုယ်ထဲမှာ weight တွေတက်လာတာတို့နောက်ကြောက်ကက်ကိုပို့ပြီးတော့ပင်ပန်းစေတာတို့ဘုံပိစေတာတို့အဲ့ဒီပြဿနာတွေအများကြီးဖြစ်လာနိုင်ပါတယ်။အဲကြောင့်တင်းသိမ့်ရုံနဲ့တိုက်တာတော့အကောင်းဆုံးပဲ။တိုက်တဲ့လူဆိုလို့ရှိရင်တော့နံပါတ်1နလန်ထားစလူမမာဘူးပေါ့နော်။ဥပမာအဖြစ်ရန်ဖြားပြီးတော့နေကောင်းလာတယ်အားအင်လိုအပ်တယ်ဆိုလို့ရှိရင်တိုက်လို့ရတယ်ဒုတိယတစ်ခုကတော့ operation လုပ်ထားတဲ့လူနာရန်အားနေသွားတယ်စေဝန်ဆင်းလာတယ်အဲ့လိုလူမျိုးတွေတိုက်လို့ရတယ်တော့နောက်တစ်ခုကမတိုက်တဲ့လူဆိုလို့ရှိရင်တော့ဒီထဲမှာအချိုဓာတ်နဲ့ကာဗိုဟိုက်ဒရိတ်တွေအများကြီးပါတယ်ဒါကြောင့်စီးလို့ရှိတဲ့လူလုံးဝတိုက်လို့မရဘူးပေါ့နော်ဒီတဲ့အချိုဓာတ်တွေများပြားနိုင်ပါတယ်ဒါကိုဒီပြုဖို့လိုအပ်ပါတယ်တော့ဒါကတော့ ensure နဲ့ပတ်သက်တဲ့ကျွန်တော်တို့အသေးစိတ်အချက်လက်တွေပဲဖြစ်ပါတယ်တခြားသိချင်တာတွေရှိရင်လည်းမှန်မှန်ခဲ့လို့ရပါတယ်ကျွန်တော်ပြန်ပြီးတော့ဖြေကြားပေးပါဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်